Kankanana Paytengere Squid Game Season 3 Alo Minglava Netflix Original Series Squid Game Ngaro Break the Drago Second Sabayin Season 3 Nerin Sating like Bobby Season 3 Ma Ki Hunti out to yet something aging Yesi She Marin Social Laya Period Nama Kango Sakazabu Pila Gevare From Mangale to any Yamango Piantoke Pipa when Gazadu Rigo Seleju so anywhere The series ye atiga a checka, but do naya dwadale surate, Luda Samure, Kabamila, Taran Chani Mure, Lutabo the Bawago Pop Yakerava. The series ma, Pidum Yada can you dore player Rishitadlo, Kayuna Tachaya player relay Pawangeta Pelopi Squid Game Netflix TV show category ma, Global number 1 Yashibi, Mimianes at Nangevare. Series Trashibi now the Solana Sashianima. 2025 K Content Soul Travel Week Squid Game Parade Go Syria Final Event အဖြစ်ကျင်းပခဲ့ပါတယ်။ပြပွဲကြီးဟာ Gwanhaman Square ကနေ Soul Plaza အထိရှိပြီး Squid Game အငွေအသက်တွေပြည့်နေပါတယ်။အားလုံးနဲ့မြန်မာတန်ပြီးသားအဝိုင်း၄တောင်3ကန်အမှတ်သားတွေကိုမြင်တွေ့ကြရသလိုပန်းရောင်ခေါင်းလေးတွေဝက်ရုပ်စုဘူးကြီးတွေတဲကိုနာဘောလုံးတွေပန်းရောင်အဆောင်တွေနဲ့ပြည်သက်ကိုမျက်စိပဓာတ်ရှိစေပါတယ်။ Soul Plaza မှာတော့ပြည်သက်တွေကပျော်စရာစုံတွေတက်ပုံရိုက်စရာနေရာတွေနဲ့ Squid Game Universe ထဲကိုရောက်ရှိသွားကြပါတယ်။ဒီနေရာမှာပြည်သက်အချစ်တော်ရောင်ဟင်းနဲ့ချောဆူရိုမောင်နှမနဲ့အတူကျိုးခုံလိုလဲရပါသေးတယ်။ Fan Event ကိုတော့ Season 3ခုလုံးက guest တွေတက်ရောက်ခဲ့ကြပြီးပြည်သက်ကို surprise တိုက်ခဲ့ကြပါတယ်။ Director ဟွမ်တုံဟောတရုတ်ဆောင်လီချောင်းကျဲလီပြောင်ဟွန်အင်းရှီဝမ်ကန်ဟာနူဝီဟာကျွန်းပတ်ကျူယောင်လီကျင်းဝူပတ်ဆောင်ဟွန်ရန်တုံကန်ကန်အေရှင်ဂျိုယူရီချက်ကိုဟီလီဒါဝိုနူချေဝွန်နဲ့ဂျွန်ဆော့ဟိုရိုတက်ရောက်ခဲ့ကြပါတယ်။ Season 2 ကပါဝင်ခဲ့တဲ့ TOP လီစောဟွမ်ဝန်ဂျီယန်ဂင်ပုံရဲဂင်ရှီအွန် Season 1 တုန်းကပါဝင်ခဲ့ကြတဲ့ပတ်ဟဲစုဂျောင်ဟိုယွန်းဂင်ဂျူယောင်အန်နူပန်ထရီပတိနဲ့လီယူမီတို့အားလုံးလည်းပွဲကိုတက်ရောက်ခဲ့တာကြောင့် Squid Game ရဲ့ player အားလုံးကိုစုံစုံလင်လင်မြင်တွေ့ခဲ့ကြရပါတယ်။ဒီ event ကိုရိုးရိုးတက်တက်ပြင်ဆင်ထားတာတော့မဟုတ်ပါဘူး။2024ဇူလိုင်ကလေးကစတင်ပြီးဝန်ထမ်းပေါင်း456ယောက်နဲ့ရက်ပေါင်း348ရက်အချိန်ယူပြင်ဆင်ထားတာမို့ပြည်သက်တွေအတွက်ထူးခြားတဲ့ခံစားမှုကိုရစေမှာပါ။ဒါအပြင်ဝန်ထမ်းရေအတွက်ကိုတော့ဇလန်တွေကအတိုင်း456ယောက်သုံးထားတဲ့အသေးစိတ်ပြင်ဆင်မှုမျိုးကိုလည်းတွေ့မြင်ခံစားနိုင်ပါသေးတယ်။ Experience Zone မှာတော့မတူညီတဲ့ Squid Game theme 10မျိုးကိုပြသထားပြီး Deckman, Carousel နဲ့ကျိုးခုံနာလိုမျိုးဂိမ်းတွေကိုတော့ပြည်သက်တွေကိုယ်တိုင်ဝင်ရောက်ကစားနိုင်ကြပါတယ်။ပြပွဲကြီးဟာ1.2 ကီလိုမီတာရှည်လျားပြီး9.5 မီတာမြင့်တဲ့ရောင်ဟင်းရုပ်ကြီးကလည်းပြည်သက်တွေအားလုံးရဲ့စိတ်ကိုချက်ချင်းဖန်ဆားထားနိုင်ပါတယ်။ဒီပွဲကိုပြည်သက်ပေါင်း3800တက်ရောက်ခဲ့ကြပြီး Fan Event ကိုတော့ပြည်သက်9000လောက်တက်ရောက်ခဲ့ကြပါတယ်။ Online live stream ထုတ်လွှင့်မှုဟာ2နာရီအတွင်းကြည့်ရှုသူ4.4 သန်းအထိရောက်ရှိသွားခဲ့ပြီး Squid Game ရဲ့ဒီကမ္ဘာလုံးအနှံ့အောင်မြင်ကြွကြမှုကိုနောက်တစ်ကြိမ်သက်သေပြနိုင်ခဲ့ပြန်ပါတယ်။ Squid Game ဟာ sequel series တွေဆက်လက်ထွက်ရှိအောင်မှာမို့ပြည်သက်တွေအတွက်ကတော့ရင်ခုန်စရာ game တွေကိုဆက်လက်မြင်တွေ့ရအောင်မှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။